ဟင်းချက်စရာချင်းအတူတူဆိုပေမဲ့ရှင်ပေါင်ရွက်တပိတ်သားနဲ့ဝတ်သားတပိတ်သားရဲ့တန်ဖိုးဟာအာဟာရအကျိုးချင်းလည်းမတူနိုင်သလိုဈေးနှုန်းတန်ဖိုးချင်းလည်းမတူပါဘူးထမင်းဖြစ်တဲ့ဆန်ရင်တူတယ်ဆိုပေမဲ့လည်းငစိန်ဆန်နဲ့ပေါ်ဆောင်မွေးဆန်ဟာအာဟာရချင်းလည်းမတူနိုင်ဘူးဈေးနှုန်းတန်ဖိုးချင်းလည်းမတူနိုင်ဘူးမိတ်ဆွေချင်းတငယ်ချင်းချင်းအတူတူလို့ဆိုနိုင်ပေမဲ့လည်းကောင်းကျိုးရွက်ဆောင်ပေးတဲ့ကူညီတဲ့မိတ်ဆွေနဲ့သူရှိကိုစားကိုရှိသူစားလမ်းတလားပေါ်မိတ်ဆွေနဲ့မိတ်ဆွေတန်ဖိုးချင်းမတူနိုင်ဘူး။ဗျံသမားချင်းအတူတူဆိုပေမဲ့လည်းမဆလာနှဲတဲ့သူနဲ့တန်လျက်ကင်ဆရာတန်ဖိုးချင်းဘဲတူမှလည်းဈေးနှုန်းချင်းလည်းမတူနိုင်ပါဘူး။ဆွေမျိုးချင်းအတူတူတော်တယ်ဆိုပေမဲ့ဝေနီးဆွေမျိုးစောင့်ရှောက်ပေးတဲ့ဆွေမျိုးနဲ့သွေးသားတော်ဆက်ယုံတက်တက်တော်တဲ့ဆွေမျိုးတန်ဖိုးချင်းမတူနိုင်ဘူးဆရာချင်းအတူတူဆိုပေမဲ့ကောင်းတာကိုသင်ပြပေးတဲ့ဆရာနဲ့မကောင်းတဲ့အရက်တော့ဖဲရိုက်ခပိုင်းနိုင်သင်ပေးတဲ့ဆရာတန်ဖိုးချင်းမတူနိုင်ပါဘူးဖရာဆိုတဲ့နာမည်ချင်းတူပေမဲ့လည်းဘဝရဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ရေးကိုကိုအားကိုးဖို့ညွှန်ပြပေးတဲ့ဖရာနဲ့အခြားကိုညွှန်ပြပေးတဲ့ဖရာတန်ဖိုးချင်းဘဲတူနိုင်ပါလေတရားချင်းအတူတူဆိုပေမဲ့လည်းလူမှာဆင်းရဲတာနဲ့ဆင်းရဲရတဲ့အကြောင်းငြိမ်းအေးတာနဲ့ငြိမ်းအေးရတဲ့အကြောင်းတရားတွေကိုထုတ်ဖော်ပြပေးတဲ့တရားနဲ့အခြားတရားတွေမတူနိုင်ဘူးမတူတာကိုမတူဘူးလို့သိပြီးရင်သူ့တန်ဖိုးနဲ့သူခွဲခြားသိမြင်လောက်ကံကျင့်သုံးနိုင်ရမယ်ရှင်မောင်ရွက်တပိတ်သားစီပေးပြီးဝေယုံနဲ့ဝတ်သားတပိတ်သားရနိုင်မှာမဟုတ်ဘူးငစိန်စံတရင်မှုပေးပြီးပေါ်ဆောင်မွေးတရင်လူချင်းလို့မရနိုင်ပြီဘူးလမ်းတလားပေါ်မိတ်ဆွေလောက်သဘောထားပေါင်းတင်နေလို့ကိုအကျိုးအတွက်ဘာမဆိုတကယ်ဆောင်ရွက်ပေးတဲ့မိတ်ဆွေကောင်းကိုမရနိုင်ဘူးဝေနီးဆွေမျိုးတွေကိုစောင့်ရှောက်ပေးတဲ့ဆွေမျိုးကိုဘာစောင့်ရှောက်မှုမှမပေးတဲ့ဆွေမျိုးလောက်တန်ဖိုးထားဆက်ဆံလို့ဆွေမျိုးကောင်းအကျိုးခံစားရဖို့မလွယ်ဘူးဘဝရဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ဖို့ကိုအားကိုဆုံးမညွှန်ပြတဲ့ဖရားနဲ့ဖရားကိုသာယုံကြည်ဖို့သူ့ကိုယ်သာအားကိုးဖို့ညွှန်ပြဆုံးမတဲ့ဖရားအတူတူသဘောထားပြီးနေုံဆရာတင်ယုံနဲ့ဘဝရဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ဖို့မဖြစ်နိုင်ဘူးတကယ်ကိုဘဝရဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ခြင်းနဲ့ဆိုရင်တော့ဗုဒ္ဓရဲ့ညွှန်ပြချက်တွေအတိုင်းကိုအားကိုးပြီးဗုဒ္ဓညွှန်ပြတဲ့အကျင့်တွေကိုကိုယ်တိုင်ကျင့်ဗုဒ္ဓညွှန်ပြတဲ့လမ်းစဉ်တွေပေါ်ကိုယ်တိုင်ရှောက်လှမ်းနေမှသာဘဝရဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ဘဝရဲ့ငြိမ်းချမ်းဒုက္ခတွေကိုခံစားရမှာဖြစ်တယ်ဗုဒ္ဓကိုအားကိုးစိတ်ရှိနေုံတက်တက်ဗုဒ္ဓကိုကိုးကွယ်သူပါလို့ပြောုံတက်တက်နဲ့တော့ဗုဒ္ဓစီကဘာကောင်းမျိုးဘာချမ်းသာမှရနိုင်မှာမဟုတ်ဘူးတရားဓမ္မချင်းအတူတူဆိုပေမဲ့လည်းဘဝရဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ရေးညွှန်ပြတဲ့ကြင်ကြံစရာတရားဓမ္မတွေနဲ့ကောင်းငင်ဘုံကိုရောက်နိုင်ဖို့ညွှန်ပြတဲ့တရားဓမ္မချင်းလည်းတူနိုင်မှာမဟုတ်ပါဘူးတောက်ဆေးဆိုတဲ့နာမည်ချင်းတူပေမဲ့လည်းဆေးအာနိသင်ချင်းတူမှာမဟုတ်ပါဘူးအဓိကကတော့မိမိတောက်တဲ့ဆေးကမိမိယောဂပျောက်မပျောက်မိမိကျန်းမာရေးကောင်းသွားသလားဆိုးသွားသလားဆိုတာနဲ့ပဲတိုင်းတာရမှာဖြစ်တယ်အားလုံးကိုအတူချုပ်ရမယ်ဆိုရင်တူတယ်လို့ဆိုပေမဲ့မတူတာတွေလောကမှာအများကြီးရှိတယ်ဆိုတာသိစေချင်ပါတယ်မတူတဲ့အရာတွေကိုအတူတူလို့သဘောထားပြီးနေထိုင်သွားမယ်ဆိုရင်ဘဝမှာကောင်းကျိုးတွေများပြားဖို့မဖြစ်နိုင်ဘူးဒါကြောင့်အားလုံးဘဝမှာမတူတာတွေကိုသိမြင်ခွဲခြားနိုင်ပြီးတော့အရာတိုင်းမှာမှန်ကန်စွာသိမြင်အားထုတ်နိုင်ကြပါစေ